ကလေးတွေအမှတ်ပြတဲ့လူဘယ်နှယောက်ရှိလဲလက်ထောင်ပြစ်ပါလေမပြစ်ဆောင်မဆောင်နေနဲ့လက်ထောင်အမှတ်ပြတဲ့လူအားလုံးလက်ထောင်ကြအမှတ်ပြတဲ့လူတတိရှိနဲ့မမကန်ကန်လက်ထောင်ကြအဲ့လိုဆိုလို့ရှိရင်အမိုက်ကိုပြစ်တဲ့လူကမင်းမယ်တော့မိချဘာဖြစ်လို့မှပြစ်လဲပြောဘာဖြစ်လို့မှပြစ်လဲမဟုတ်အဲ့ဒါအမိုက်ပြစ်တာပြောတာပြောအမိုက်တော့မပြစ်လဲထပ်ပြောလေဘာဖြစ်လို့မှပြစ်လဲတတိရှိတာမှချကဲတရားချပြောလိုက်ဘာလို့မိုက်ပြစ်လဲအဲ့ဒါမှပြစ်လဲပြောရတဲ့လူရှင်ချပြောဘာလို့မှပြစ်လဲနေရာတိုင်းမှာအမိုက်ကုန်းတွေမရှိလို့ကဲစီမင်းအမိုက်ကုန်းတွေစီမင်းပေးမလားအဲ့လိုအမိုက်ကုန်းတွေစီမင်းပေးရင်အမိုက်ကုန်းတွေကိုပြင်နော်ကိုယ်ရင်ရှိမှလည်းမအမိုက်မပြင်နဲ့နော်ကိုယ်ရင်မှာအမိုက်ကုန်းရှိရလားမစိုးဘူးလေရှင်ကိုယ်ရင်မှာအမိုက်ကုန်းရှိလို့ရှိရင်လမ်းမှာအမိုက်ကုန်းမရှိရင်အိမ်ရောက်တဲ့အဖိုက်ကိုပြန်ယူခဲ့ပြီးတော့အိမ်ရောက်ဘုံထဲမှာလေးထည့်။နောက်စီရီရတဲ့မြန်မြန်လမ်းမှာအဖိုက်ဘုံတွေချပေးပါ။အဲ့တော့မှကျွမ်းရတဲ့ပြည်သားတွေကလမ်းမှာမပြစ်မဲ့တဲ့အဖိုက်ဘုံတွေကိုချဲ့ဖို့။အမိုက်ဘုံနဲ့အမဘုံနဲ့ပေးထားတဲ့သားနဲ့လမ်းမှာပြစ်တဲ့လူတွေမလုပ်အောင်လေ။ဒါပေးရတယ်ကဲစီလူဓာတ်ရိုက်စီပင်နေတဲ့ဓာတ်ရိုက်နိုင်ပါလေ။ဒီလိုကတော့သူတွေကဓာတ်ပေးရမယ်ဆိုတာ။ပြီးတော့အဖိုက်ဘုံထားရတဲ့အဖိုက်ဘုံတွေကိုမပြစ်လို့ရှိရင်ဒါကိုရရမချင်ဘူးအဲ့ဒါစီပင်ရလုပ်ပါဒါပေမဲ့အမိုက်ဘုံနေတယ်ပြည့်ဝဝချပေးထားကြပါကောင်းပြီဒီနေ့ဟုတ်ကဲ့ကျွန်တော်တို့ပြောနောက်တစ်ခုကြနေတယ်လူနယ်စီရတယ်အမိုက်ကောအပလိုက်အပစင်တိုင်းပြီးရဲ့ခါတိုင်းမလာဘူးဩအမိုက်ကမှမလာဘူးလေဘာကြောင့်မလာလဲကဲညနေအုပ်ချုပ်ရေးကိုဘယ်လိုတောင်းနေထားလဲညနေအုပ်ချုပ်ရေးကမတ္တထတောင်းရှိတယ်လူစီပင်လားစီပင်နဲ့ဆိုင်လားမတ္တရလားမတ္တထလေဒါနဲ့ဒီလူတွေကထရဲလို့ရှိရင်အုပ်ချုပ်ရေးတိုင်းဆိုင်ဟာချမှာပေါ့ကဲဘာဖြစ်လို့မိုက်ကမပကားလဲဆိုတာပြောပြလားမိုက်ပါပြောမိုက်ပြောကျွန်တော်တို့စီပင်အနေနဲ့ဝင်နည်းနည်းကိုပြည်သူတွေရဲ့လူရင်ဆန္ဒကိုအတတ်နိုင်ဆုံးကျွန်တော်တို့ကြိုးစားဖြည့်ဆည်းပြီးတော့ဆောင်ရွက်နေပါတယ်တဲ့လို့ပြောပါဝင်နေတဲ့အတွက်ကျွန်တော်တို့ကတရက်ချရက်ွက်တစ်ခုကိုအဲ့လိုသွားပါတယ်အဲ့တရက်ချသွားတဲ့အခါမှာကျွန်တော်တို့ကားပြက်တာလို့ရှိရင်တော့ကျွန်တော်တို့ကားပြင်ရတဲ့အတွက်အဲ့ဒီဖြစ်ွက်ပါကားတစ်စီးရှိလားကားနှစ်စီးကျွန်တော်တို့အမိုက်ကားလဲပေးပါတယ်ကျွန်တော်တို့ဘက်ကပြက်ွက်တယ်ဆိုရင်ပြည်သူတွေကိုကျွန်တော်တို့ပြောထားပါတယ်အတိအကျအချိန်နာရီနဲ့တိုင်ပါအရေးကြီးရင်ကျွန်တော်တို့တောင်းပါလို့တင်ရထားပါဘူးအခုတော့ဒီမှာတော့အတိအကျအချိန်နာရီနဲ့ပြောမယ်ဆိုရင်9နာရီထိုးပြီးတော့9မိနစ်မှတိုင်လိုက်တယ်ပေါ့နော်9နာရီထိုးသူကဒီလို9နာရီထိုးပြီးတော့9မိနစ်မှာအမိုက်ကမလာပါဘူးလို့တိုင်လိုက်ပါတယ်သူကအဲ့တော့ရက်ချလာတဲ့ဟာရှိတယ်ကြာအဲ့နေ့တိုင်းလာပြောတော့ကျွန်တော်တို့ကအစင်သိမဖြစ်ဘူးပြည်သူတွေကတော့ဒီနေ့တိုင်းပြောတာမဟုတ်ပါဘူးတပတ်တစ်ခါလာတဲ့ကိစ္စကိုပြောတာတပတ်တစ်ခါမှမလာပါဘူးလို့ပြောတာလားတပတ်ကိုအနည်းဆုံး3ချိန်လဲပါတယ်ခင်ဗျကျွန်တော်တို့ကခုတည်းကဒီတပတ်တော့3ချိန်ပါ3ချိန်လဲပါတယ်တပတ်တော့3ချိန်ပါလားပြောမလာပါဘူးတဲ့တပတ်ကိုပြီးတယ်အဲ့တွားနေတယ်တပတ်ကိုတစ်ချိန်မဲသွားနိုင်မယ်ဆိုရင်တပတ်ကိုတစ်ချိန်မဲသွားနိုင်မယ်လို့ပြောဒါမှမဟုတ်မှန်တော့3ချိန်လမ်းပါတယ်ခင်ဗျကျွန်တော်တာဝန်လည်းခွဲပေးထားပါတယ်ဒါအမှန်ပြောတာအဲ့ဒါလည်းပြန်ကြည့်ရပါကိုယ်ကတာဝန်ခွဲထားတာပဲဒီတာဝန်ကိုတကယ်ပဲပြည့်စုံထားဆောင်နေရလားဆိုတော့ပြန်ကြည့်ဖို့လိုပါတယ်ဟုတ်ကဲ့ပါအဲ့တော့လာရတာနဲ့မလာဘူးလို့တော့မပြောကောင်းပါဘူးအဲ့ဒီတော့တပတ်ကို3ချိန်သွားနိုင်တဲ့အချိန်တွေမရှိဘူးဆိုရင်မှန်ကန်ပြည်သူတင်ပြတယ်တပတ်ကို2ချိန်နဲ့လာနိုင်ဆိုရင်တပတ်ကို2ချိန်နဲ့လာနိုင်ပါတယ်ဘယ်နေ့မှာဒီလိုလုပ်ရမယ်ဟုတ်ဆိုပြည်သူကလည်းနားလည်မပေးရဘူးနော်တပတ်ကို3ချိန်လာနိုင်တဲ့အချိန်မျိုးထားမရှိဘူးကျမတို့ကဒီတားနေတဲ့လူလုံးလောက်မရှိဘူးဝန်ထမ်းနေတဲ့လူလုံးလောက်မရှိဘူးဆိုရင်အချိန်လျှော့အောင်ပါပဲအဲ့တော့နောက်ကြလို့ရှိရင်တော့ပို့ပြီးတော့များများကျမတို့လုပ်မယ်ပေါ့အဲ့တော့ပြည်သူကတော့မှန်ကန်ပြောပါဆိုကျမဒါကိုပြောတာပါ
ဒီလူကလည်းနားလည်းပါတယ်၃ချိန်နဲ့2ချိန်ကြားမှာကွဲလဲမှုရှိတယ်2ချိန်နဲ့2ချိန်ကြားမှာကွဲလဲမှုရှိတယ်ဆိုတော့လေကောင်းကောင်းသိပါတယ်အဲ့တော့ကိုလုံနိုင်တော့ပဲလုံပေးမယ်လို့ပြောပါထပ်ပြီးတော့လုံပေးပို့ပြီးတော့လုံပေးနိုင်အောင်လည်းကျွန်တော်ကြိုးစားရမှာပေါ့ကဲ ဟုတ် ရှ ကဲ့ င် ကျွန်တော်တို့9နာရီ15မိနစ်နောက်ကျဆိုတရားမှာဖြစ် ဟုတ်ကဲ့ကျမတို့ကအခု3မိနစ်ပဲကြာတော့တယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ရဟရင်ကယာဒီဥဒုပေါ်မှာအခြေခံပြီးတော့ပြန်ရပါလား။ယာဒီဥဒုအခြေအနေမပေးလို့ရှိလို့ရှိရင်ကျမတို့သွားလို့မရပါဘူး။ကြောင်းမလို့အခု9နာရီ15မိနစ်မှာကျမတို့မထွက်လို့ရှိရင်တော့ရဟရင်ကဒုက္ခရောက်မယ်။ကျမတို့အားလုံးကဆက်ပြီးနေရမယ်။အဲ့တော့ပြဿနာပဲ။ပြီးတော့ကျမတို့လာပြီးတော့ကြိုးစားတဲ့ပြည်သူတွေရောအားလုံးကျေးဇူးတင်ပါတယ်။အခုပြတဲ့ကိစ္စတွေအားလုံးဖတ်ထားပါမယ်။ ပြိတ္တများအားလုံးထိုင်ပြီးကြပါရှင် ကလေးတွေနဲ့ဓာတ်ပုံလေးကိုမြန်မြန်လုပ်လိုက်ပါ ထိုင်ပြီးပါ